အားလုံးပဲမင်္ဂလာပါကျွန်မကရှမ်းကော်ရီခောက်ဆွဲပြုလုပ်နည်းလေးကိုပြုလုပ်ပြပေးမှာဖြစ်ပါတယ်ရှမ်းကော်ရီခောက်ဆွဲပြုလုပ်ဖို့ရအတွက်အရင်ဆုံးကော်ရီကြိုရမှာဖြစ်ပါတယ်ကော်ရီကြိုဖို့အတွက်ရေတလီတာခွဲတဲ့ကိုထညက်3လုံးရဲ့ကျွတ်ဖြူ3မြောင်းရဲ့ကျွတ်ဖြူ3မြောင်းကိုတပြားရိုက်ပြီးတော့မှထည့်ပါပြီးဆိုလို့ရှိရင်တော့စားကိုစပွဲတည်စွန်းနဲ့မောက်တစွန်းထည့်ပါမယ်ပြီးဆိုလို့ရှိရင်တော့ဖိုကာလာအနေငယ်အသုံးပြုပါမယ်တကယ်လို့မိမိအိမ်မှာသုံးချက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကာလာမထည့်ဘဲနဲ့ငကိုရောင်တိုင်းမဲ့လည်းချက်လို့ရပါတယ်ဖိုကာလာကိုတော့လိမ္မော်ရောင်လေးထည့်ပေးရမှာဖြစ်ပါတယ်ကျွန်မစီမှာလိမ္မော်ရောင်မရှိတဲ့အတွက်ကြောင့်မလို့အဝါနဲ့အနီနဲ့ကိုဆက်ပြီးတော့မှအသုံးပြုပါမယ်ကိုလိုနည်းနည်းလေးလိမ္မော်ရောင်ကတန်းတန်းလေးဆက်ပေးပါမယ်ပြီးဆိုလို့ရှိရင်တော့ဒီစားရဲ့ဒီရဲ့ချက်သွင်းရထည့်ထားတဲ့ဒီရေကိုရေလုံးစုပွားအောင်လုပ်ရမှာဖြစ်ပါတယ်ကိုရီချိုဖို့အတွက်ပြောင်းကော်မုန်80 gr ကိုရေ100 ml ထည့်ပြီးတော့မှအယုံဆုံးဖြော်ပေးထားပါမယ်အခုလိုကိုရီချိုဖို့အတွက်တည်ထားတဲ့ရေစုပွားလာပြီဆိုလို့ရှိရင်တော့အသင်းဖြော်ထားတဲ့ပြောင်းကော်မုန်ကိုတစ်ဖက်ကနေလောင်းထည့်ပြီးတစ်ဖက်ကအစမပြတ်မွေပေးရမှာဖြစ်ပါတယ်ခုလိုအစမပြတ်မွေပြီးတော့ကော်မုန်လေးတွေအယောင်ကြည်သွားပြီဆိုလို့ရှိရင်တော့မီးပူပွားနေချပေးထားမှာဖြစ်ပါတယ်ခုလိုနေရပြီဆိုလို့ရှိရင်တော့ရှမ်းကော်ရီခောက်ဆွဲပြုလုပ်ဖို့ရအတွက်ကော်ရီအစင်းနဲ့ဖြစ်ပါပြီခုဆိုလို့ရှိရင်ရှမ်းကော်ရီခောက်ဆွဲပြုလုပ်ဖို့ရအတွက်အစာပလာအလုံးကလည်းအစင်းနဲ့ဖြစ်ပါပြီလိုအပ်တဲ့ပစ္စည်းတွေကတော့ဒီဥစ္စာတော့ရေစိမ်ခောက်ဆွဲဖြစ်ပါတယ်ရေစိမ်ခောက်ဆွဲကိုရေစိမ်ထားမယ်ဒီဥစ္စာကရေမုန်ချင်းဖြစ်ပါတယ်တကယ်လို့မိမိနဲ့တက်ရာတခြားအရွက်တစ်ခုခုကိုလည်းအသုံးပြုနိုင်ပါတယ်မထည့်ဘဲနဲ့လည်းပြုလုပ်နိုင်ပါတယ်နောက်ပြီးတော့ဒီဥစ္စာကကြက်သားကိုဂျင်းကျတွန်ဖြူနဲ့အယောင်နဲ့စနွင်းလေးနဲ့ချက်ထားတာဖြစ်ပါတယ်ကော်ရီခောက်ဆွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ကျတွန်ဖြူစီချက်နန်းစီချက်ဒီဥစ္စာတော့ဟွာကြောက်ရုပ်ဖြစ်ပါတယ်ဟွာကြောက်စီချက်ဖြစ်ပါတယ်တစ်တက်လို့ရှိရင်လည်းထည့်နိုင်ပါတယ်မထည့်ပဲလည်းပြုလုပ်နိုင်ပါတယ်မြေပဲထောင်ရုပ်တီးစီချက်ပဲငါညာရီအကြည့်ချက်သွမိတ်နနမိတ်နဲ့တင်ကြိုထားပြီးတာကော်ရီတို့ဖြစ်ပါတယ်ကော်ရီခောက်ဆွဲပြင်ဖို့အတွက်အရင်ဆုံးခောက်ဆွဲနဲ့အရွက်ကလေးတွေကိုရင်သွေးဖြောရမှာဖြစ်ပါတယ်ဒီဥစ္စာလေးကတော့ခောက်ဆွဲနဲ့မုံညင်းလေးကိုရေနွေးဖြောထားတာဖြစ်ပါတယ်ရေနွေးဖြောပြီးပြီဆိုလို့ရှိရင်တော့အယုံဆုံးကော်ရီကိုနှစ်စွန်းလောက်ထည့်ပါမယ်ကော်ရီများများနဲ့စားခြင်းနဲ့ဆိုလို့ရှိရင်တော့ကော်ရီကိုကြိုတဲ့ခါမှာအရသာ short ထည့်ပြီးတော့မှကြိုပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကော်ရီများများထည့်လိုက်လို့ရှိရင်အရသာကလေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကော်ရီကိုများများစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကြိုတဲ့ချိန်မှာအရသာကို short ထည့်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ပဲငံများရေတစ်စုံခန့်ထည့်ပါမယ်ကျက်တွန်ဖြူစီချက်တစ်စုံထည့်ပါနန်းစီချက်တစ်စုံထည့်ပါဝါကြရိုးအနေငယ်ထည့်ပါမယ်
ရုပ်ဒီစီချက်ဇွန်ထဲပါဒီပဲထောင်းထားတာဇွန်ထဲပါမယ်ကြက်သားနဲ့ငယ်ထဲပါမယ်ပြီးပြီဆိုရင်တော့ကြက်သမိတ်နန်းနမိတ်နဲ့ရှမ်းချင်းနဲ့တက်တဲ့ဆိုလို့ရှိရင်တော့ရှမ်းချင်းထည့်ပြီးတော့မှပဲခင်းသုံးဆောင်နိုင်ပါတယ်မုံငင်းချင်းမှာဒီဥစားတွေကတော့ပြီးဆိုလို့ရှိရင်တော့သမအောင်မွေပြီးတော့မှပဲခင်းသုံးဆောင်နိုင်ပါပြီ